မင်္ဂလာပါရှင်ကျမကလေအခုတော်တော်ဖြူစင်းတာတွေလည်းများနေတယ်နေရတာလည်းနည်းနည်းနှုံးနေလို့ပေါ့နော်လိုင်းမောက်မှာတွေ့တဲ့ပညာပေး post တွေကိုလေ့လာကြည့်တဲ့အခါမှာတအိမ်ကောင်းကိစ္စဖြစ်နိုင်တဲ့ယောဂလက္ခဏာပါဝင်နေတာပေါ့နော်အဲ့ဒါကြောင့်မို့ဒေချာလေးသိရအောင်မင်းမြတ်တိုင်ပင်ဖို့အတွက်မက်ဒီလန်ဆေးရုံကိုကျမလာခဲ့တာပါရှင်အသေးစိတ်သိရအောင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးလိုက်ပါဦးမယ်နော်ဆရာမမင်္ဂလာပါရှင်ကျမကလေး2ယောက်မွေးထားတဲ့အသက်33နှစ်ရွယ်အိမ်အောင်ရှင်မျိုးသမီးတူဦးပါရှင်ကျမလေးအခုတလောလေးဖြူစင်းတာတွေလည်းများနေတယ်ပြီးတော့နေရတာလည်းနည်းနည်းနှုံးနေလို့နေစိတ်ပူတာနဲ့လိလာကြည့်တော့ဖြူစင်းတာဟာတိမ်ကောင်းကိစ္စလက္ခဏာတွေပါဝင်နေတာဖြစ်ပြီးတော့အခြားအမျိုးသမီးအတွင်းပိုင်းမျိုးပေါ်အင်္ဂါရောင်ရမ်းတာရိုးရိုးတိမ်ကောင်းကိစ္စပိုးဝင်တာမှုဆွဲတာစတာတွေလည်းပါတယ်ဆိုတော့လေကျမခေါင်းထဲမှာဝေးဝါဖြစ်သွားတယ်ဆရာမအဲ့ဒါကြောင့်မို့လေတိကျသိနိုင်အောင်မက်ဒီလန်ဆေးရုံကိုအရောက်လာပြီးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာပါဆရာမရှင်ကျမဆိုရင်နာကလေးဆရာမတအိမ်ကောင်းကိစ္စဖြစ်နေပြီလားဆိုတာကိုပါတအိမ်ကောင်းကိစ္စရဲ့လက္ခဏာတွေကဘာတွေပါလဲဆရာမရဲ့ဟုတ်ကဲ့ခုလိုကျမတို့ဆေးရုံကိုလာရောက်ဆွေးနွေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်းပြကူညီပေးရတဲ့အတွက်လည်းဝမ်းသာပါတယ်နော်ပထမဆုံးအနေနဲ့တိမ်ကောင်းကိစ္စရဲ့ယောဂလက္ခဏာတွေကိုပြောပြခင်မှာတိမ်ကောင်းနဲ့အမျိုးသမီးတွင်းပိုင်းကအဖွဲ့အစည်းတွေအရင်ဆုံးရှင်းပြမယ်နော်ဒါကတော့မင်းပုံမွေးလမ်းကြောင်းမှာဒါကတော့တိမ်ကောင်းပေါ့နော်တိမ်ကောင်းကိစ္စဒီနေရာမှာဖြစ်တယ်ဒီဟာကတော့တိမ်လို့ခေါ်ပါတယ်ဒီနေရာမှာကိုယ်ဝင်ဆောင်တယ်ပေါ့ဒီနှစ်ခုကတော့တာဥပြုံနှစ်ဖက်နဲ့တာဥပိန်နှစ်ဖက်ပါနော်တိမ်ကောင်းကိစ္စရဲ့ယောဂလက္ခဏာကယောဂရဲ့အဆင့်လိုက်အမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်တိမ်ကောင်းကိစ္စအကျဉ်းများဖြစ်တော့အဆင့်လေးဆင့်ရှိပါတယ်အဆင့်1မှာဆိုလို့ရှိရင်တော့ကိစ္စဆဲတွေကဒီတိမ်ကောင်းနေရာမှာပဲရှိနေတာပေါ့နော်ဘယ်နေရာမှမပြတ်သေးဘူးဆိုတဲ့အတွက်ယောဂလက္ခဏာတွေမြင်နေရတော့အနက်နဲ့အဖြူတွေဆင်းတာနောက်ပါသွေးဆင်းတာမျိုးသားနဲ့တူတူလို့ရှိရင်နာကျင်တာဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဆင့်2ဆိုလို့ရှိရင်တော့တိမ်ကိစ္စဆဲတွေကဒီတိမ်ကောင်းရဲ့မွေးလမ်းကြောင်းရဲ့အပေါ်ပိုင်းနေရာတွေကိုပြန့်နှံ့နေပြီးဖြစ်တဲ့အတွက်ခုနကအဆင့်1မှာပြောတဲ့ယောဂလက္ခဏာတွေအပြင်စိစက်တွေကြိုက်တာနာကျင်ကြိုက်သေးတာဒါမျိုးတွေရှိနိုင်တယ်ပေါ့နော်အဆင့်3မှာဆိုရင်တော့ကင်ဆာဆဲတွေကခန္ဓာကိုယ်ရဲ့အတွင်းပိုင်းနိုင်ရနေပြီးပြန့်လာတာဖြစ်တဲ့အတွက်ကြောက်ကက်နဲ့စီးရင်ကိုသွားတယ်ကြောက်ကက်စီးပြုံလမ်းကြောင်းကိုပါသွားပိတ်လို့စီးကောင်းမှမစစ်စစ်နိုင်မယ်နဲ့ကြောက်ကက်မှာစီးရည်နဲ့ပြည့်ဖောင်းနေတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ဒီငွေလမ်းကြောင်းအောက်ပိုင်းကိုပြန့်သွားပြီဆိုလို့ရှိရင်တော့ခါကြိုက်တာစီးစက်ကြိုက်တာစီးအောင်တာတွေအပြင်မိမက်ကိုလမ်းကြောင်းကပိုကျင်းလာတာဖြစ်တဲ့အတွက်အမျိုးသားနဲ့ဆက်ဆံရခက်တာနာတာသွေးဆင်းတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဆင့်4မှာဆိုလို့ရှိရင်တော့ဒါကတော့နောက်ဆုံးအဆင့်ပေါ့နော်ဒီအဆင့်မှာဆိုရင်ကိစ္စဆဲတွေကတင်ရဲ့ရှိဘက်ချမ်းကစီးရင်နေနောက်ဘက်ချမ်းကဝင်းအိမ်နောက်ခါခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကိုရင်းကလေးစာတွေဖြစ်တဲ့အဆုပ်တွေအသေးတွေထိပြန့်သွားတဲ့အဆင့်ကိုခေါ်တာပေါ့ဒီလိုအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်တော့စီးသွားလို့ရှိရင်သွေးပါတာဝင်သွားလို့ရှိရင်သွေးပါတာတွေမောကျက်တာမျိုးအသားဝါတာတွေစတဲ့ယောဂလက္ခဏာတွေလည်းဖြစ်လာနိုင်ပါတယ်အော်အဲ့လိုအဆင့်တွေနဲ့လိုက်ပြီးယောဂလက္ခဏာတွေကွဲပြားလို့ယောဂလက္ခဏာတွေကိုဖတ်ကြည့်လိုက်ရင်အများကြီးဖြစ်နေတာပေါ့နော်ဆရာမဒါဆိုလေအခုကျမအဖြူစင်းတာလောက်ပဲဆိုတော့ကင်ဆာမဟုတ်တော့ဘူးပေါ့နော်ဆရာမကင်ဆာဟုတ်တယ်မဟုတ်ဘူးဆိုတာကြတော့ကျွန်တော်တို့ယောဂလက္ခဏာတွေပဲကြည့်ပြီးတော့ယောဂနာမည်တက်လို့မရဘူးပေါ့နော်ယောဂနာမည်တက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်အိမ်သောယောဂရာဇဝင်ဝင်ပြီးမြင်ရမယ်ဆက်လက်စစ်စစ်လေးလုပ်ရမယ်ပြီးရင်မိုင်းရဲ့ဒီတိမ်ကောင်းနဲ့1 byte ဘိုင်းပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးကိုစတိတိကျစမ်းသပ်ကြည့်ရှုအောင်ပါပေါ့နော်အဲ့ဒါအပြင်မှာတိမ်ကောင်းကိုစမ်းသပ်ကြည့်ရှုပြီးတော့အနာရှိတယ်ဆိုလို့ရှိရင်အနာနဲ့တားစားယူရမျိုးအနာတစ်ခုရှိဘူးဆိုလို့ရှိရင်တိမ်ကောင်းချွေးမေးယူပြီးတော့စစ်ဆေးတာမျိုးပေါ့နော်ဒါလေးလုပ်ပြီးသားမှကိစ္စဟုတ်မဟုတ်ပြောလို့ရပါပါနော်ဟုတ်ကဲ့ဆရာမအခုဆရာမပြောတဲ့တအိမ်ကောင်းချွဲမွေးယူပြီးတော့တခွဲကန်းပို့တယ်ဆိုတာလေပါလို့ဆရာမအဲ့ဒါလေးနာကျင်ပါလားယင်ခွဲကန်းနဲ့ဝင်ပြီးထုံစည်းတွေနဲ့လောက်ရတာမျိုးလားဆရာမမနာပါဘူးနော်ခွဲခန်းနဲ့ဝင်ဖို့အတွက်လည်းမလိုဘူးထုံစည်းတွေသုံးဖို့အတွက်လည်းမလိုဘူးပေါ့နော်ဒီတိမ်ကောင်းချွဲမယူဖို့အတွက်ဆိုလို့ရှိရင်လူနာအနေနဲ့အခုလိုစမ်းသပ်ကြည့်ရှုခန်းထဲမှာပဲလိုက်တာလေးကာပြီးတော့ယူလို့ရတယ်ချွဲမယူတဲ့အခါမှာမာကကလေးမှာရိုးရိုးကလေးငွေထားသလိုအနေထားမှာနေပေးရမယ်ပြီးရင်တိမ်ကောင်းမြင်အောင်ဆရာမမင်းဖို့တဲ့ပစ္စည်းလေးတစ်ခုထည့်ပြီးကြည့်ရမယ်အဲ့လိုမြင်ရတိမ်ကောင်းကောင်းမြင်ရပြီဆိုလို့ရှိရင်နူးရက်နဲ့ brush တန်လေးနဲ့ပဲတိမ်ကောင်းထိတ်ကချွဲမလေးကိုအသားရယူပြီးစစ်ဆေးရုံပဲပေါ့နော်ဒီလိုစစ်ဆေးတာမျိုးကို liquid based cytology LBC လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါဆရာမအဲ့ဆိုဆရာမပြောတဲ့အတိုင်းစစ်ဆေးရမှာပေါ့နော်အဲ့လိုစစ်ဆေးလိုက်လို့ကျမမှာတိမ်ကောင်းကိစ္စယောဂလက္ခဏာဖြစ်နေရင်ရောဘယ်လိုကုရမလဲဆရာမကျမကြားဘူးတာတော့လေကင်ဆာဖြစ်ရင်လုံးဝကုလို့မရဘူးဆိုတာပါမဟုတ်ပါဘူးเนาะကင်ဆာဖြစ်ပြီဆိုတာနဲ့ကုသလို့မရဘူးဆိုတာမဟုတ်ပါဘူးတိမ်ကောင်းကိစ္စမှာလည်းသူ့ရဲ့အစဉ်လိုက်ကုသမှုတွေကစနစ်တကျရှိပြီးသားပေါ့နော်ယောဂလက္ခဏာတွေတဲမှာပြောခဲ့သလို1 2 3လေးဆိုပြီးအစဉ်ကြီးရှိတဲ့အခါမှာအစဉ်1ကိုဆရာမတို့ကကင်ဆာရဲ့စောပိုင်းဆင်လို့သတ်မှတ်တယ်အဲ့လိုအစဉ်မှာဆိုလို့ရှိရင်ကင်ဆာဆဲတွေရှိတဲ့နေရာကိုပဲဖျက်ထုတ်တာဒါမှမဟုတ်တိမ်တစ်ခုလုံးထုတ်တာမျိုးလည်းလုပ်လို့ရတယ်ပေါ့နော်
အဲ့လိုမျိုးကင်ဆာဆဲတွေအကုန်လုံးကုန်စင်အောင်ထုတ်ဖို့အတွက်တော့လိုတာပေါ့အဲဒါကြောင့်မို့လို့မခွဲခင်ကလေးကကင်ဆာဖြစ်နေတဲ့အပိုင်းကဘယ်လောက်ရှိတယ်ဆိုတာကိုအတိအကျသိရအောင်လို့ CT လို့ခေါ်တဲ့ကွန်ပျူတာတက်မှန် MRI လို့ခေါ်တဲ့တာလိုက်တက်မှန်ရိုက်တာမျိုးတွေအရင်လုံးလုပ်ရအောင်ပါပေါ့နော်။တင်းကြီးရဲ့နောက်ပိုင်းနှစ်ကနေစပြီးတော့အဆင့်မျိုးတော့သူရဲ့အဆင့်လိုက်ပေါ့နော်။တိမ်ကောင်းတဲ့တကွဆက်ဆက်တီရှူတွေအကုန်လုံးကိုထုတ်တာပြင်ရည်ချိတ်တွေထုတ်တာဒါမျိုးတွေလုပ်လို့ရတယ်။နောက်ပြီးတော့ကိစ္စဆေးသွင်းတာမျိုးတိုင်းအောင်ကြီးကြတာမျိုးကိုကိစ္စဆရာဝန်ကြီးနဲ့တိုင်ပင်ပြီးတော့လည်းပြသလို့ရတယ်နော်။ ဟုတ်ကဲ့ပါဆီယမကျမနောက်ထပ်သိချင်တာလေးရှိလို့ပါဒီတအိမ်ကောင်းကင်ဆာကဘာကြောင့်မို့ဖြစ်ရတာလဲဆီယမ တိမ်ကောင်းကင်ဆာက human papilloma virus လို့ခေါ်တဲ့ကျွမ်းနု virus ကြောင့်ဖြစ်တာပေါ့နော်အဲ့ဒီ virus ကဘယ်လိုကူးစက်လဲဆိုလို့ရှိရင်HPV virus ကူးစက်ခံထားတဲ့အမျိုးသားတွေနဲ့အတူလိင်ဆက်ဆံတဲ့အခါမှာအမျိုးသမီးတွေကိုကူးစက်တတ်တယ်ပေါ့ကူးစက်တတ်တဲ့အခါမှာလည်းတိမ်ကောင်းကဖြည်းဖြည်းနဲ့ကိစ္စမဖြစ်ခင်ကြိုတင်အဆင့်တွေအရင်ဖြစ်ပြီးကမှကင်ဆာရောဂါကိုပြောင်းလဲသွားတာမျိုးဖြစ်ပါတယ် ဒါဆိုဘယ်လိုလူမျိုးတွေမှာဖြစ်တာလဲဆီယမကာကွယ်လို့ရလားရှင် ဟုတ်ကဲ့ဒီ virus ကကြတော့လိင်ကတစ်ဆင့်ကူးစက်တာဖြစ်တဲ့အတွက်လိင်ဆက်ဆံပေါ်များတဲ့သူတွေမှာပုံပြီးဖြစ်များတာပေါ့နော်အမျိုးသားရောအမျိုးသမီးရောပဲပြီးရင်ငယ်ငယ်ရွယ်နဲ့လိင်ဆက်ဆံတဲ့မျိုးသမီးတွေကိုခံရကြဆင်နေတဲ့မျိုးသမီးတွေရဲ့ဆက်လက်တောက်တက်တဲ့မျိုးသမီးတွေမှာဆိုရင်ပုံပြီးဖြစ်များပါတယ်နောက်တစ်ခုကကြတော့ခုနကလိုတိမ်ကောင်းချွေးမြေးပုံမှန်စစ်ဆေးဖို့အတွက်ကျန်းမာရေးဘုသူလာနေတဲ့မျိုးသမီးတွေဆိုလို့ရှိရင်ဒီငေါ့ကိစ္စမဖြစ်ခင်ကြိုတင်အဆင့်တွေကိုမသိရှိဘဲနဲ့ကိစ္စဖြစ်ကမှသိရှိတဲ့သူတွေလည်းရှိတယ်ပေါ့နော်ကာကွယ်လို့ရပါလားဆိုတဲ့နေရာမှာတော့ဒီ virus ကိုကူးစက်အောင်ကာကွယ်တဲ့တိမ်ကောင်းကင်ဆာကာကွယ်ဆေးထိုးလို့ရပါတယ်။ဒါပေမဲ့ကာကွယ်ဆေးကတစ်ချိန်တစ်ခါမှလိင်ဆက်ဆံမှုချင်းမရှိသေးတဲ့အရွယ်ဒီမှာထိုးတာကအထီရောက်ဆုံးပါ။လိင်ဆက်ဆံမှုပြီးသားမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့40%နဲ့ကာကွယ်တာဖြစ်တဲ့အတွက်ဒီလိုလိင်ဆက်ဆံမှုပြီးသားမျိုးသမီးတွေဆိုလို့ရှိရင်ကြတော့ပုံမှန်တိမ်ကောင်းချွေးမေးယူပြီးတော့စစ်တာကပို့ပြီးတော့အထီရောက်ဆုံးဖြစ်တယ်ပေါ့နော်။ ဟုတ်ကဲ့ပါဆီယမစိတ်ထဲမှာတည်လို့တာလေးရှင်းသွားပါပြီဆီယမအဲ့ဒါကျမကဆီယမပြောတဲ့အတိုင်းတေချာစမ်းသက်စစ်ဆေးခံယူပြီးလိုက်နာဆောင်ရွက်ပါမယ်ဆီယမအခုလိုမျိုးပြည့်စုံစုံနဲ့စိတ်ရှိရှိလေးရှင်းပြပြီးလို့ဆီယမကိုအရင်ပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဒီမှာမေးလဲစင်ကိုရွေးချယ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါဆိုဆီယမတို့လိုအပ်တဲ့ဆက်လက်မှုလေးလုပ်လိုက်ရအောင်နော်